ဗုဒ္ဓဘာသာအနွယ်ဝင်သူတော်စင်အပေါင်းတို့ရှင်ဗုဒ္ဓဝင်အစာဗုဒ္ဓဘုရားရှင်ပွင့်ထွန်းတော်မူခဲ့ရာဒေသကအစပြုလို့မူလနောက်ခံသမိုင်းကြောင်းအမှန်ကိုတင်ပြရမယ်ဆိုရင်ခေါရမဗုဒ္ဓဘုရားရှင်ဟာမဟာတက္ကရီ103ခုနှစ်ကစုံလပြည့်နေ့မှာတပ်ပိညုတရွှေဉဏ်တော်ကြီးကိုရရှိအောင်မြင်တော်မူပြီးအပရာဇိတာရွှေပလင်တော်ကိုတတ္တဌာနဆိုတဲ့9ဌာနမှာတဌာနကို9ရက်ဖြင့်တတ္တာတတ္တဟဆံတော်မူပါတယ်49ရက်ပြည့်မြောက်တဲ့ဝါဆိုလာဆန်း9ရက်နေ့မှာတော့ပောက်ခရပရိမျိုးသားတဖုတ်သားနဲ့ပလိကကုံတဲ့ညီနောင်တို့ဟာလင်းလုံးမင်းရင်မှာဗုဒ္ဓဘုရားရှင်ကိုဥဥဖြားဖြားဖူးမြော်ခွင့်ရရှိပြီးစွန်းဥကတ်လူကဒွေဝါစိတ်ကတရဏဂုံကိုဘုရားရှင်ထံကခံယူစောင့်တည်ပြီးတဲ့နောက်စံတော်ရှိစုရတော်မူခဲ့ပါတယ်ဗုဒ္ဓဘုရားရှင်ကိုဥတင်ဖူးမြင်ခွင့်ရရှိခဲ့တဲ့ကုသိုလ်ထူးတဲ့ညီနောင်တို့ဟာဗုဒ္ဓဥပဒကအစမြန်မာကစွန်းဥအစမြန်မာကတရဏဂုံတီလခံယူမှုအစဒုမြန်မာကပထမရဲ့လို့တင်စားဂုံယူရလောက်အောင်ဗုဒ္ဓဝင်းမှာစာတင်ကြရမှာဖြစ်ပါတယ်စံတော်ကိုပူဇော်ခွင့်ရရှိကတပေါင်းလာပြည့်နေမှာတော့ဥက္ကလာပမင်းကြီးနဲ့မြတ်စံတော်ဦးရပုံထူခဲ့တဲ့တဖုတ်သားနဲ့ပလိကညီနောင်တို့ဦးဆောင်ပြီးပြည်သူများရဲ့လုံအားနဲ့တိန်ကုတ်တရကုန်းတော်ထက်မှာဂေါရမဖျားရှင်ရဲ့စံတော်နဲ့အတူကောက်ကတန်ဖျားရှင်ရဲ့တောင်ဝေးတော်ကောနာကုံဖျားရှင်ရဲ့ရေစစ်တော်နဲ့ကတ္တဖဖျားရှင်ရဲ့ရေတနုတ်သင်္ကန်းတော်တွေကိုထည့်သွင်းဌာပနာပြီးညံတော်44တောင်ပေအားဖြင့်66ပေရှိတဲ့စံတော်ရှင်စေတီတော်ကိုတည်ခဲ့ပါတယ်မြန်မာနိုင်ငံတော်ကိုဗုဒ္ဓသာသနာတော်ကြီးအဦးဆုံးရောက်ရှိမှုနဲ့အတူမြန်မာနိုင်ငံရဲ့ဇေဒီတီထားကိုးကွယ်ခြင်းကိုအစပြုခဲ့ပါတယ်ခေတ်ဆက်ဆက်မင်းဆက်ဆက်အစင်းစင်မွမ်းမှန်ပြင်ဆင်ခဲ့ကြတဲ့ဇေဒီတော်ကြီးဟာညံတော်326ပေမြင့်ပြီးကမ္ဘာအံ့ဖွယ်များထဲမှာတပါပါဝင်ဖြစ်တဲ့ရွှေတကုံဇေဒီတော်ရဲ့လို့ထင်ပေါ်နေခဲ့တာဖြစ်ပါတယ်ရှင်ဒီကနေ့ရန်ကုန်မြို့ကြီးကိုလေကြောင်းခီးက၎င်းရေကြောင်းခီးက၎င်းကုန်းကြောင်းခီးတို့က၎င်းလှမ်းမြော်ကြည့်လိုက်မယ်ဆိုရင်တော့ပထမဦးဆုံးမြင်တွေ့ရမယ့်အရာတွေကရွှေတကုံဇေဒီတော်ကြီးပဲဖြစ်ပါတယ်ကုန်းတော်အမြင့်ပေ190ဇေဒီတော်ရဲ့ညံတော်326ပေရှိတဲ့အတွက်မိုးမောက်နေတဲ့တောင်ထွတ်မှာစိမ့်ဆူညုံမောင်းတဲ့တစ်တော်တွေရဲ့အလဲကရွှေသားတောင်ထွတ်ကြီးကိုရွှေတောင်ငယ်တွေဝန်းရံထားတဲ့အလားကြွားကြွားဝင့်ဝင့်ငွားငွားဆွင့်ဆွင့်ဖူးတွေ့ပူမြန်မာနိုင်ငံတမိုင်းကြောင်းရဲ့တက်တည်အရာလဲတည်ခဲ့ပါတယ်။ဇေဒီတော်ကြီးဟာရန်ကုန်မြို့မှာတည်ရှိပြီးရန်ကုန်မြို့ဟာစစ်လန်းကျတဲ့အတွက်ကြောင့်၎င်းဇေဒီတော်တည်ရှိရာကုန်းမြေဟာစစ်စခန်းချဖို့ခိုင်မာပြီးအချက်အချာကျတာကြောင့်၎င်း1824ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲနဲ့1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွေအတွင်းမှာအင်္ဂလိပ်စစ်တပ်တွေဟာကုန်းတော်ကိုအခိုင်အမာပြုပြီးတက်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ရွှေတကုံဇေဒီတော်ကိုသိမ်းပိုက်မိခြင်းဟာနယ်ချဲ့တို့မြန်မာနိုင်ငံအောက်ပိုင်းကိုအုပ်စိုးခွင့်ရရှိခြင်းပဲဖြစ်ပါတယ်။နယ်ချဲ့ကိုလိုနီစနစ်ဆိုးနဲ့ဒီစနစ်ဆိုးကိုမြန်မာတို့ခုခံတော်လှန်မှုစီလုံးအားထုတ်ခဲ့ကြတဲ့အဖြစ်တွေဇေဒီတော်ကြီးရဲ့အရေးအာဝါဒမှာပဲနယ်ချဲ့တွေကိုစန့်ကျင်တိုက်ပွဲဝင်မှုအောင်မြင်နေခဲ့ကြပုံနဲ့နယ်ချဲ့စန့်ကျင်ရေးအမျိုးသားလူမျိုးရေးကိုဦးတည်ချက်ရှိတဲ့အမျိုးသားနေ့အခမ်းအနားတွေကျင်းပပြုလုပ်ခဲ့ပုံနဲ့1946ခုနှစ်ဇန်နဝါရီလမှာဗိုလ်ချုပ်အောင်ဆန်းကဖဆပလပြည်လုံးကျွညီလာခံတပင်ကြီးကျင်းပခဲ့ပုံနဲ့စသဖြင့်ဇေဒီတော်ကြီးဟာမြန်မာနိုင်ငံသားအားလုံးတို့ရဲ့ကောင်းမှုဆိုးမှုကံကြမ္မာအနှိမ့်မြင့်တွေကိုတွေ့မြင်ခဲ့ရပြီးဒီလိုအခက်အခဲအကျက်တဲ့အမျိုးမျိုးတွေကိုတိုင်တရာအားထားရာအရေးအာဝါဒလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားအားလုံးတို့ရဲ့ဘဝနဲ့တသားတည်းသဖွယ်ရှိလာခဲ့ပါတယ်။ရွှေတကုံဇေဒီတော်အထွတ်က86ကားရဲရှိတဲ့စိန်လုံးကြီးကိုဗဟိုပြုပြီးစိန်ပွင့်ငယ်ပေါင်းများစွာဝန်းရံထားတဲ့စိန်မှုတော်ကြီးနဲ့ဒါနရှင်တို့ရဲ့လက်ဝတ်တန်းစားယရနာတွေကိုမြမမှုအနုလက်ရာတို့နဲ့ထုံနှွှန်းထားတဲ့ညှက်မနာတော်ကြီးကိုတရားပွားလို့ရှူစားနိုင်ကြပါတယ်
1996ခုနှစ်မှာတက်တန်းအဖြစ်128နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တဲ့မင်းလုံးမင်းတရားကြီးတင်လှူပူဇော်ခဲ့တဲ့ထီတော်ကြီးဟာကာလရာသီပြောင်းလို့နှစ်ပြိစေတာကြာညောင်းလာတဲ့အခါမှာတဘာဝရာသီဥတုဒဏ်ကြောင့်ပျက်စီးလာခဲ့ပါတယ်။ဒါကြောင့်လဲနိုင်ငံတော်အေဂျင့်တာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာထီတော်ဘုံအစဉ်စဉ်ကိုပြန်လည်ပြုပြင်မွမ်းမံပြီးရွှေတကုံဇေယျတော်မြတ်ကြီးကို1996ခုနှစ်ဧပြီလ4ရက်နေ့မှာထီတော်ပထမဘုံအစဉ်ကို၎င်းဧပြီလ5ရက်နေ့မှာထီတော်ဒုတိယတတိယနဲ့စတုထဘုံအစဉ်ကို၎င်းဧပြီလ6ရက်နေ့မှာတော့ထီတော်ပြင်စမဆဋ္ဌမနဲ့တတ္တမဘုံအစဉ်တွေကို၎င်းအောင်မြင်စွာတင်လှူပူဇော်ခဲ့ကြပါတယ်။ထီတော်မှာတင်လှူထားတဲ့များပြားလှစွာသောယတနာတွေနဲ့အတူဆဲလဲအမျိုးမျိုးကိုလည်းထီတော်မှာချိတ်ဆွဲပူဇော်ထားပါတယ်။ဗရာတေတဆွေဝတန်တေတပြီဝဆိုတဲ့ဆိုရိုးစကားနဲ့အညီတာယာဝါပြောတဲ့နမိတ်ကိုစောင်းတဲ့တန်တေခေါင်းလောင်းတွေကိုမပြောင်းမလဲရှင်မြဲနေရမှာပူဇော်ထားရှိပါတယ်။ဖယားခုတွေအထူးစိတ်ဝင်စားတဲ့တန်တေဆဲလဲတွေဖြစ်တဲ့ဥအောင်ကောင်းမှုတန်တေဆဲလဲမင်းမြတ်ဆက်ကြာကောင်းမှုတန်တေဆဲလဲမင်းတော်မင်းတရားကြီးပြုပြင်လှူဒန်းတဲ့တန်တေဆဲလဲစတဲ့ဆဲလဲတွေဘောကဂရီးစားတွေဟာရွှေတကုံဇေယျတော်ကြီးရဲ့သမိုင်းအတွက်သားမကနိုင်ငံသမိုင်းအတွက်ပါအဖို့အနက်ကထိုက်တန်လာပါတယ်။ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့အတွက်တသက်မှာတစ်ခါပင်ကြုံကြိုက်ခဲလာတဲ့ရွှေထီတော်တင်လှူပူဇော်ပွဲမှာမြမတို့ရဲ့တရားအဟုန်တက်ကြွနေပုံမှာအားရစရာကောင်းလာပါတယ်။ဒီကနေ့ခင်မှာတော့ရွှေတကုံဇေယျတော်မြတ်ကြီးရဲ့လုံးတော်မြေကိုလှုပ်ရှားဆောင်ရွက်ကုသိုလ်တော်ဆက်ခဲ့ကြသလိုသာသနိကအဆောက်အုံတိုင်းနေရာတိုင်းကိုပြုပြင်မွမ်းမံတည်ဆောက်ခဲ့တာကြောင့်အထက်အောက်ဝန်းကျင်ရင်းနှီးတော်တစ်ခွင်မှာပီတိတရားပွားကြရမယ်လေလာမကုန်မြင်ကွင်းအဖုံးဖုံကိုရှုမြင်ခံစားကြရမှာဖြစ်ပါတယ်။မြမအုပ်ဆောင်တပွဲဖြစ်တဲ့ရွှေတကုံဇေယျတော်ကြီးဟာဒီလိုနိုင်ငံကိစ္စဖြစ်တဲ့စစ်မဲ့အရေးတွေမှာကြုံကြိုက်ခဲ့ရတယ်လို့ပဲတဘာဝဘေးရန်ဖြစ်တဲ့ငလျင်တန်းတွေကိုလည်းအကြိမ်ကြိမ်ခံခဲ့ရပါတယ်။ရွှေတကုံဇေဒီရင်းမြစ်တော်အရှိမြောက်တောင်မှာကြောက်သားဇေဒီနှစ်စုကိုဖူးတွေ့ရမှာပါ။ထူးခြားတဲ့ဇေဒီတွေရဲ့လူရုပ်တရက်ထင်ရပေမယ့်တကယ်တော့သမိုင်းစဉ်တစ်လျှောက်မှာထူးထူးခြားခြားကြီးကျယ်ခမ်းနားစွာတင်လှူပူဇော်ခဲ့ကြတယ်။စင်ဖြူရှင်မင်းတရားကြီးနဲ့ဘဝရှင်မင်းလုံးမင်းတရားကြီးတို့ရဲ့စံပြုကြရမယ့်ရွှေထီတော်ကြီးတွေရဲ့ပုံစံတွေကိုတည်ထားတာဖြစ်ပါတယ်။အခုခါမှာတော့မင်းလုံးမင်းတရားကြီးတင်လှူခဲ့တဲ့ထီတော်ကိုငုံပြီးထီတော်ပုံဇေဒီပြတိုက်ကို1996ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာအောင်မြင်စွာတည်ဆောက်ပူဇော်နိုင်ခဲ့ပါတယ်။ခရစ်နှစ်1880ခုနှစ်မှာမင်းလုံးမင်းတရားကြီးရဲ့ထီတော်တင်ပွဲကျင်းပနိုင်ခဲ့ခြင်းဟာရွှေတကုံဇေဒီတော်ကြီးကိုအကြောင်းပြုပြီးအထက်အောက်မြန်မာနိုင်ငံသားတိုင်းရင်းသားတို့စီးလုံးညီညွတ်ခဲ့ကြတယ်ဆိုတာဇေဒီတော်ရင်းမြစ်ပေါ်မှာခရစ်နှစ်1889ခုနှစ်ကတရားစော်ဘွားစောလဖော်တည်ထားခဲ့တဲ့ဇေဒီတစုနဲ့ဇေဒီတော်ရင်းမြစ်ပေါ်မှာရှမ်းထီးကြီးတွေကတက်တည်ပြလိုနေပါတယ်။မြမလူအဖွဲ့အစည်းကိုစီးလုံးစေခဲ့ပြီးအာမန်ကိုပေးခဲ့တဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့အဆောက်အအုံတွေထဲမှာကျမတို့ရဲ့လူမှုအဖုံးဖုံးတို့ရောရှက်ပေါင်းစုံရာအဆောက်အအုံဖြစ်နေခြင်းကတော့ဇေဒီတော်ကြီးရဲ့ထူးခြားချက်ပါပဲ။သာသနာတော်နှစ်2555ကောဇာတက္ကရီ1383ခုနှစ်တပေါင်းလကတော့မြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်မှာစတင်ပူဇော်ခဲ့တဲ့ရွှေတကုံဇေဒီတော်မြတ်ကြီးဟာနှစ်ပေါင်း2600ပြည့်မြောက်ခဲ့ပါပြီ။ဒါကြောင့်လဲလေးမြတ်ကောရောပူဇော်အပ်တဲ့ရွှေတကုံဇေဒီတော်မြတ်ကြီးနှစ်2600ပြည့်အထိမ်းအမှတ်ဖြစ်2012ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပန်းမင်ပေါင်း9,400,000ပူဇော်ပွဲကိုကျင်းပခဲ့ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာလဲရွှေတကုံဇေဒီတော်မြတ်ကြီးကိုလျှက်စစ်မီရောင်စုံထွန်းညှိပူဇော်ပြီးရွှေတကုံဇေဒီတော်2600ပြည့်ဗုဒ္ဓပူဇနီယပွဲတော်ကိုကျင်းပခဲ့တယ်လို့ဖေဖော်ဝါရီလ25ရက်နေ့မှာတော့ဆရာတော်တန်ဃာတော်အပါ2600တို့ဟာရွှေတကုံဇေဒီတော်2600ပြည့်ဗုဒ္ဓပိဋကအနေကစားတင်တော်မူခဲ့ကြပါတယ်။
ဈေးကြီးတော်ကိုတိဆောက်ထားတဲ့ဘိတုကလက်ရဟာဖူးမြော်သူတွေကိုအာရုံမျိုးမျိုးရသအထွေထွေဖြစ်ပေါ်စေအောင်အားထုတ်ထားတာကိုတွေ့ရမှာပါပစ္စည်းအရင်းနဲ့ရှင်းမြောင်နေဟာအလျားလိုက်ပြင်းကြီးဖြစ်ပြီးအစစ်စစ်တက်ထားတဲ့အတွက်ဒေါင်းလိုက်သဘောမက်ရဲ့သဘောတွေလည်းသက်ရောက်နေပါလေရှင်းမြောက်ခုနှမ်းမျိုးတွေထွက်လာအောင်ဖန်တီးပုံကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်ဘိတုကပညာမှာဒေါင်းလိုက်မြင်းနဲ့အလျားလိုက်မြင်းနှမျိုးဟာအတိတ်ပဲဆောင်းနေရှိပါတယ်ရွှေတကုံစေတီတော်ကြီးမှာဘိတုကလက်ရာကောင်းအင်္ဂါတရက်ပေါ်တွင်နေရခြင်းကတော့တက်ကြွခြင်းဆိုတဲ့ဝီရတက်ကူဆောင်တဲ့ဒေါင်းလိုက်မြင်းနဲ့တင်းငိမ့်ခြင်းဆိုတဲ့တန်တတက်ကူဆောင်တဲ့အလျားလိုက်မြင်းတို့ရဲ့အချိုးအစားကိုတင့်မြတ်အောင်ပေါင်းဆက်ဖော်ဆောင်ထားခြင်းကြောင့်ပဲဖြစ်ပါတယ်အနုပညာပုံသဏ္ဍာန်အနေနဲ့အဆောက်အုံနဲ့အလင်္ကာဆိုပြီးအပိုင်းနှစ်ပိုင်းရှိရမှာပစ္စယပိုင်းခေါင်းလောင်းပိုင်းတပိတ်မှောက်ပိုင်းဖောင်းရစ်ပိုင်းကြာမှောက်ရွဲနဲ့ကြာလန်ပိုင်းတို့ရဲ့အချိုးအစားပြည်ပြည့်မှုကိုအဆောက်အုံပိုင်းလို့ဆိုနိုင်ပါတယ်အပြောက်နှုံးတွေဖြစ်ကြတယ်ဘဒုံမာကြာတန်းခါးစီဘလူးပန်းဆွဲတန်းစတာတွေကိုတော့အလင်္ကာလို့ဆိုနိုင်ပါတယ်အဆောက်အုံကတော့အခရာပါပဲဇေဒီတော်ရဲ့အဆောက်အုံနဲ့အလင်္ကာတွေဟာအချိုးညီညီပြည့်ပြည့်ဖွဲ့စည်းဖြစ်ပေါ်နေတဲ့အတွက်တကယ်အမှုပညာမြောက်တဲ့ဘိတုကလက်ရပါလားလို့ဖူးမြင်ရသူတိုင်းအံ့ဩမဆုံးဖြစ်ကြရတာဖြစ်ပါတယ်လက်ရအစိပ်ပိုင်းအမျိုးမျိုးကိုအချိုးကျကျပေါင်းဆက်ထားနိုင်တဲ့အတွက်ဇေဒီတော်မှာတည်ငြိမ်ခြင်းတက်ကြွခြင်းကြံ့ခိုင်ခြင်းတိမ်မွေခြင်းပြည့်ဖြိုးခြင်းတွဲလျာခြင်းသဘောတွေကိုတလုံးတစည်းတည်းတွေ့မြင်နိုင်ပါတယ်မြင်မာတဲ့ဉာဏ်တော်ရှိပေမဲ့လည်းဇေဒီတော်ကြီးဟာပြည့်ပြည့်တဲ့အချိုးစစ်တွေကြောင့်ကြီးညိုစရာကောင်းလာပါတယ်ဇေဒီတော်တစ်စုလုံးကိုဖူးရတဲ့အခါတိုင်းပြီးပြည့်စုံပြီးလက်ရမြောက်တဲ့အင်္ဂါတွေကြောင့်အားရရွှင်လန်းခြင်းအေးချမ်းခြင်းပီတိဖြစ်လို့တရားကြီးညိုခြင်းတွေပွားများလာပါတယ်ရန်ကုန်အကြောင်းပြောမယ်ဆိုရင်ရွှေတကုံဇေဒီတော်မြတ်ကြီးမပါရင်မပြည့်စုံသလိုရွှေတကုံဇေဒီတော်မြတ်ကြီးအကြောင်းပြောမယ်ဆိုရင်လည်းအရန်သာသနာအဆောက်အဦတွေအကြောင်းတစိတ်တရေသားမှမပါရင်မပြည့်စုံပါဘူးဒါကြောင့်ရွှေတကုံဇေဒီတော်မြတ်ကြီးရဲ့တင်ပြမှုကိုဖြည့်စွမ်းပြုနေတယ်အရန်သာသနာအဆောက်အဦတွေနဲ့ပတ်သက်ပြီးတင်ပြရမယ်ဆိုရင်တော့ရွှေတကုံဇေဒီတော်ပြည့်စရာပန်းတင်ကုန်းမှာ15ရာစုနောက်ဗညာရန်စီမင်းလက်ထက်ကတက်တော်48နှစ်မြောက်တက်စီအလှအဖြစ်ဇေဒီယန်နေစတင်နေရာယူတည်ထားခဲ့ပြီးကုန်းမောင်ခင်နှောင်း19ရာစုနှောင်းပိုင်းကိုရောက်တဲ့အခါမှာတော့68စုအထိတိုးပွားလာတာဟာဒီကနေ့တိုင်အောင်ပါပဲဇေဒီယန်68စုထဲမှာမုတ်ဦးဇေဒီ4စုဒေါင်းဇေဒီ4စုနဲ့ပတ်လေဇေဒီယန်အစု60ပါဝင်ပြီးမုတ်ဦးဇေဒီ4စုကတော့ကျန်းအရန်ဇေဒီတွေထက်ကိုလုံးတော်နဲ့ညံတော်ကြီးမားပါတယ်ပနက်တော်အနေနဲ့ကတော့တောင်နဲ့မြောက်မုတ်ဦးဇေဒီနှစ်စုတည်းကသာစတူယန်ပနက်ခံဇေဒီဖြစ်ပြီးကျန်းမုတ်ဦးနဲ့အရန်ဇေဒီတွေအားလုံးကတော့ရှင်းမျက်နှာချပြီးတိဆောက်ပူဇော်ထားတဲ့ဇေဒီတွေဖြစ်ပါတယ်အထက်ပစ္စယပန်းတင်ကုန်နဲ့ဖနက်တော်ပတ်လေဇေဒီအထွတ်တင်အုပ်ကူပြတ်တက်တီကြားမှာရွှေပန်းအိုးငွေပန်းအိုးရွှေပန်းကိုင်ငွေပန်းကိုင်တွေဟာရွှေတကုံဇေဒီတော်ပတ်လည်မှာအခိုင်40ကျော်ရှိပါတယ်။အုတ်အင်္ဂဒီတွေနဲ့မွမ်းမံထားတဲ့ပလင်ထက်ကအင်္ဂဒီပန်းအိုးထဲမှာတန်ပန်းကိုင်တွေကိုရွှေငွေအစင်းပြူစိုက်ထူပြီးရွှေတကုံဇေဒီတော်ကိုထာဝရပန်းကိုင်ဆက်ကပ်လှူဒါန်းလာတာဖြစ်ပါတယ်။ထီးပန်းလို့ခေါ်ကြသလိုထီးတော်ပုံပန်းဇေဒီလို့လည်းခေါ်ကြပါတယ်။ရွှေတကုံဇေဒီဖနက်တော်ပတ်လည်မှာတည်ထားတဲ့ဇေဒီအထွတ်တင်အုပ်ကူပြတ်သက်အစု80ကျော်ရဲ့အစုတိုင်းမှာတော့ကြောက်စင်းလူတော်တစုကနေ9စုအထိကိန်းဝတ်စံပယ်လေးရရှိပါတယ်။စင်းလူတော်ကြီးတွေမှာအစုတိုင်းဟာထက်ဝယ်ဖွဲ့ခွေလက်ရလက်တော်မြေထိနေတဲ့ဘူမိပတ္တရမုဒ္ဒရာကြီးပဲဖြစ်ပါတယ်။စင်းလူတော်အငယ်တွေကတော့ဘူမိပတ္တရမုဒ္ဒရာနေဟန်ပြင်ဒေသစာကြီးကြွချီဟန်မရက်တော်တွေလည်းပါဝင်ပါတယ်။ရင်မြင်တော်ပုံမှာမသိသူမရှိသလောက်ရှားတဲ့ဇေဒီတစုကတော့နောင်တော်ကြီးဇေဒီပါ
နောင်တော်ကြီးစီတီထားတာနေရာဟာစံတော်ရှစ်စုပင့်ဆောင်လာစဉ်ကခိတ္တကိန်းဝတ်စံပေတော်မူခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါတယ်။နောင်တော်ကြီးစီတီနဲ့ပတ်သက်ပြီးအမျိုးမျိုးသောအဆိုအမိန့်တွေရှိခဲ့ပါတယ်။16ရာစုနှောင်းလောက်ကဘယ်လိုပွဲအမည်နဲ့ခေါ်ဝေါ်ခဲ့တယ်ဆိုတာကိုမသိရပေမဲ့လည်းအဲ့ဒီအချိန်ကတည်းကဒီစီတီတော်ကိုတည်တော်မူခဲ့တယ်လို့သိရပါတယ်။တောင်ငူမင်းဆက်ဘုရင်နောင်ရဲ့သားတော်ငါးစုဒါယကနန္ဒဘုရင်လက်ထက်ကတည်းကဒီစီတီတော်ကြီးတည်ဆောက်ထားပြီးဖြစ်တယ်လို့မှတ်သားရပါတယ်။နောင်တော်ကြီးဇေဒီဟာရွှေတကုံဇေဒီတော်ထက်သေးငယ်ပေမဲ့လည်းအခြားသောအရန်ဇေဒီတော်တွေထက်ကြီးမားထင်ရှားတဲ့ဇေဒီတစ်စုဖြစ်ပါတယ်။မြတ်ရွှေတကုံလူမင်းနမင်းပြမမင်းနဲ့သုံးလူခပင်ပူဇော်ခြင်းအဟောနောင်တော်ကြီးဇေဒီကိုဖူးမြော်ပြီးလို့မြောက်ဖက်ဇင်းညံရှိရာကိုရှောက်လာမယ်ဆိုရင်တော့မြောက်ဖက်အာယုံကန်တစ်စောင်းနဲ့မျက်နှာချင်းဆိုင်လက်ရာဘက်မှာစံတော်ရင်းတစ်စောင်းရှိပါတယ်။ဇေဒီတော်တီးစင်ကစံတော်တွေကိုစေးကြောတဲ့တွင်းဖြစ်တယ်လို့မှတ်သားရပါတယ်။တစောင်းထဲမှာတော့အုတ်ပြတ်သက်ဇေဒီတစုရှိပါတယ်။စံတော်တွင်းကရေဟာအေယာရီမြင့်နဲ့တကြောတွေဖြစ်လို့ရေတက်ရေကျရှိတိုင်းစံတော်တွင်းမှာလည်းအတက်အကျရှိတယ်လို့မှတ်သားရပါတယ်။ရွှေတကုံဇေဒီတော်ရဲ့အရှိမြောက်တော့နောင်တော်ကြီးဇေဒီတော်အလွန်အဆောက်အုံနဲ့တည်ရှိနေတဲ့ကျောက်စာတန်းကြီး၃ချက်ကတော့ပါဠိမွန်းမြန်မာ၃ဘာသာပါဝင်တဲ့ကျောက်စာဖြစ်ပါတယ်။ဓမ္မဇေဒီမင်းလက်ထက်ခရစ်နှစ်1484ခုနှစ်မှာရေးထိုးထားခဲ့တဲ့ရွှေတကုံဇေဒီတော်ကြီးကောင်းမှုတော်သမိုင်းစဉ်ကိုတပည့်တင်ခဲ့တဲ့ကျောက်စာဖြစ်ပြီးဓမ္မဇေဒီကျောက်စာလို့အမည်တွင်တာဖြစ်ပါတယ်။ရွှေတကုံဇေဒီတော်ကြီးရဲ့အနောက်မြောက်ရာဟုတောင်မှာတော့တတ္တဒါနအဖြစ်တစောင်းနဲ့တကွတင်လှူထားတဲ့ခေါင်းလောင်းဟာမြမသမိုင်းမှာအရေးပါလာတဲ့မဟာကဏ္ဍပွဲတော်ရစင်ကူမင်းခေါင်းလောင်းတော်ကြီးပဲဖြစ်ပါတယ်။ခမဲတော်ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာသွန်းလုပ်ခဲ့ပေမဲ့စင်ကူမင်းလက်ထက်မှာပြီးစီးလှူဒန်းခဲ့တဲ့အတွက်စင်ကူမင်းခေါင်းလောင်းရဲ့လို့လူသိများတာဖြစ်ပါတယ်။ဒီခေါင်းလောင်းတော်ကြီးကို1824ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာရွှေတကုံကုန်းတော်ကိုသိမ်းပိုက်ခဲ့တဲ့အင်္ဂလိပ်တွေဟာအောင်ပွဲအထိမ်းအမှတ်အဖြစ်၎င်းတို့နိုင်ငံကိုယူဆောင်ရမှာမြစ်အတွင်းကိုကျသွားခဲ့တဲ့အတွက်စစ်ပွဲအပြီးမှာတော့မြန်မာတို့ကပြန်လည်ဆယ်ယူပြီး1826ခုနှစ်မှာမူလရှင်ရင်းဆွဲနေရာကိုပြန်လည်ပို့ဆောင်ထားတာဖြစ်ပါတယ်။ခေါင်းလောင်းတော်ကြီးဟာကျေးစဉ်ပိတ်တာ15555ရှိပြီးခေါင်းလောင်းတော်စာအရအချင်း9000အမြင့်9000 2မိုက်လုံးပတ်15000အထူ2မိုက်နဲ့9သစ်ရှိတယ်လို့မှတ်သားရပါတယ်။မြမအုပ်ဆောင်ဖြစ်တဲ့ဇေဒီတော်ကြီးကိုဗုဒ္ဓဘာသာဝင်မြမလူမျိုးတွေသာမကနိုင်ငံတကာမှဗုဒ္ဓဘာသာဝင်တွေအခြားသောဘာသာဝင်တွေကလည်းဇေဒီတော်မြတ်ကြီးရဲ့တကူတော်ဂုဏ်သတင်းကြီးမှုနဲ့ဘိတုကလက်ရာတွေကိုမပြတ်တမ်းလာရောက်လေ့လာကြတာကိုဂုဏ်ယူပွဲတွေ့ကြရမှာပါ။ပြည်ပနိုင်ငံဘောလုံးအသင်းဖြစ်တဲ့လက်စတာအသင်းသားတွေတောင်မှအေရှားစင်လုံးကားလေရင်နဲ့မြန်မာနိုင်ငံကိုနေချင်းမြန်လာရောက်ပြီးတော့ရွှေတကုံဇေဒီတော်မြတ်ကြီးရဲ့အောင်မြင်ကိုနင်းခဲ့ကြတာဟာလေဇေဒီတော်မြတ်ကြီးရဲ့ထူးခြားတဲ့တကူတော်ကိုတက်ဝင်ယုံကြည်မှုကြောင့်ပဲမဟုတ်ပါလားရှင်။မြမယုံမြင်တန်ညာပရိသတ်များရှင်ရွှေတကုံဇေဒီတော်ကြီးသည်ဗုဒ္ဓ၏ခိုင်မာသောတသက်ဓမ္မကိုမြင်ရန်မြတ်ဖျားထားခဲ့သောအမွေဖြစ်တဲ့အတွက်ကောင်းမှုပြည့်စုံရွှေတကုံရိပ်ဝဲနိဗ္ဗာန်ရောက်ကြောင်းဆုချွေတောင်းလျက်အာယုံညွန်ဖူးကုသိုလ်တို့တွေစုခူးပွားများနိုင်ကြစေရန်စိတ်ရည်တမ်းလို့မှတ်တမ်းအသွင်တင်ပြလိုက်ရပါတယ်ရှင်။Charlie